โอเคဒီနေ့မှာတော့ကျွန်တော်ရဲ့အိမ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မနေ့ကဖန်ထားတဲ့လူချမ်းတီရက်ကြီးနဲ့ကျွန်တော်အိမ်မှာရှိတဲ့မိချမ်းတီရက်ကြီးကိုဒီနေ့ဥဖောင်းမယ်ဗျာအိမ်မှာရှိတဲ့မိချမ်းတော့ဒီ goat skin နဲ့ဆိုတော့နည်းနည်းလေး skin ကလင်းနေရတယ်ပါမယ်နည်းနည်းကြောက်ဖို့ကောင်းနေတော့ skin ကိုဖယ်နိုင်မှာဗျာဒီရိုးနဲ့ဒီလိုမှအဆင်ပြေတယ်ဥတွေပါရဖောင်းမယ်ဆိုရင်တော့ဒီကျွန်တော်ပြတဲ့လိုပဲဗျာဒီကောင်တစ်ကောင်အတူထားမယ်ပြီးရင်ဒီဥဖောင်းမဲ့ဟာလေးဖွင့်ပေးလိုက်ဗျာအဲဆိုရင်ဒီမှာအဝိုင်ရော်တန်းလေးပြီးသွားတယ်သူကတမ်းပြီးဥမှာဗျာဥပြီးတော့ရင်တော့သူက3နာရီဒါမှမဟုတ်9နာရီကြာမှထပ်ပြီးတော့ဥတော့မှာဗျာအဲဒါကြရင်မဥစီခြင်းတော့ပြန်ပြီးပိတ်ခဲ့တယ်ဗျာဥစီခြင်းတော့လည်းမထားလိုက်ဆိုရင်တော့နောက်3နာရီကြာရင်ပြန်ပြီးတော့ဥလိမ့်မယ်လားဒီဥဖောက်တဲ့ဟာလေးဖွင့်ပြီးတော့ရင်ဆိုရင်တော့ကျွန်တော်တို့လှုပ်ရှားရှိရလုံနေအောင်ဗျာသူကတို့ဥလာလိမ့်မယ်ဥတဲ့ချိန်ကြီးစောင့်နေလိုက်ရုံပဲအဲလိုမျိုးစောင့်နေမှာပဲနောက်ဆုံးတော့ဥခဲ့ပါပြီထီရွက်တွေရဲ့ဥကအနီအောင်ကြီးဗျာဥကိုကျွန်တော်ဖောက်ပြမယ်နော်ဒီထီရွက်ဥကိုဖောက်ပါဖြစ်တဲ့အတွက်ဒီဥကိုကျွန်တော်ကယူလိုက်မယ်ဗျာပြီးရင်ဒီမှာကျွန်တော်မှာ air conditioner နှလုံးရှိတယ်မီးစက်လည်းဖွင့်ထားတယ်ဆိုတော့ AC ပဲဗျာဒီမှာချလိုက်မယ်ဒီ air conditioner နှလုံးနဲ့တော့မှသူထူးခိုးဖြစ်နေရဆိုတော့ဘေးနားမှာမီးပုံလေးထားလိုက်တော့ပိုးအဆင်ပြေမယ်ဗျာအဲ့လိုမျိုးထူးခိုးလို့ဖြစ်နေတော့မပေါက်ဘူးဗျာအမှအပေါ်မှာဘယ်လိုပြောမလဲဗျာဥလေးပေါက်ဖို့တဲ့အချိန်လေးရီမှပေါက်မှာဗျာအဲ့တော့အခု air conditioner ကလည်းဆက်မရှိတော့ဘူးဆိုတော့မီးပုံလေးပဲထားလိုက်မယ်ဗျာမီးပုံလေးနဲ့ပုံကိုထည့်ပြီးတော့ထားလိုက်တဲ့ခါမှာတော့ဒီဥပေါက်ဖို့တဲ့33မိနစ်ကြာရလို့ပြရတယ်ဗျာအဲ့ဆိုရင်နောက်33မိနစ်ဆိုရင်အဲ့ဥကနေပေါ့အကောင်ပေါက်ပြီဗျာအဲ့ဒီကျွန်တော်စောင့်လိုက်အောင်မယ်အဲ့ဒီချီရွက်ဥမပေါက်သေးခင်မှာကျွန်တော်ရဲ့ စိုက်ခင်းလေးကိုတွားပြီးတော့စိုက်ခင်းထဲမှာမိသောစာတွေရှိတာကျွန်တော်ရဲ့ဒီ carrot တွေကဥနေပြီလားအာလူတွေကဥနေပြီလားဆိုတာလေးတွားကြည့်ပြီးတော့စောင့်နေလိုက်တယ်ဗျာနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ချီရွက်ပေါက်လေးကပေါက်လာခဲ့ပြီဖြစ်ပါတယ်ဒီမီးပုံတွေကနေမီးငိမ့်မဲ့မီးစက်တွေကိုပိတ်မယ်ပြီးရင်ချီရွက်တွေကြီးရဲ့အထီကျွန်တော်တို့ကစောင့်ပေးရမယ်အဲ့လိုမျိုးကြီးရွက်ခါကျမှကျွန်တော်တို့ကသူ့ကိုစီးလို့ရမှာဗျာအခုတေးသေးလေးအခြေအနေမှာကျွန်တော်တို့ဒီကအသားလေးထည့်ပေးထားရမယ်ပြီးရင်ဒူနာလေးမှာအနေပြီးမဲ့ခေါင်းနဲ့ဒီနေရှိလို့မရဘူးဗျာဘာလို့ဆိုတော့အဲ့နဲ့အခုချိန်မှာမကိုက်နိုင်သေးဘူးကလေးလေးပဲရှိသေးတယ်အဲ့ဟာသူ့ကိုစောင့်ရှောက်အောင်ထီရွက်တီတီလေးရဲ့နာမည်ရဲ့ပြီးတော့ထီရွက်ကြီးရဲ့နာမည်ရဲ့တော့ကျွန်တော်ပေးရသေးဘူးကျန်တဲ့နာမည်ပေးထားတဲ့ခေါင်းလေးတော့လည်းရှိသေးတယ်ဒါပေမဲ့အများကြီးပါတော်တော်များများနာမည်မပေးရသေးဘူးဗျာအဲ့တော့ဘရာတို့ပေးစီခြင်းတဲ့နာမည်လေးရှင်ရေးပေးခဲ့အောင်ဗျာ